Hello အားလုံးပဲမင်္ဂလာပါရဲ collection နဲ့ကြိုဆိုပါရစေဒါကတော့ဒီ Crown Down ညာစီကိုအပိုင်းနှစ်ဖြစ်ပါတယ်မြင်နေတိုင်းပဲဒီမှာmini Franco bot တွေဒါပေါ်တယ်ပေါ့နော်ဒီဆိုင်နေမှာဒါဆို Stranger Things ရဲ့ character တွေဟို Smackdown ရုပ်တွေလည်းပေါ်တယ်ပေါ့နော် Smackdown ဒီ100 figure တွေဘက်300နီးစားရှိရပေါ့နော်နာမည်ကြီးရဲ့ character ဆိုရင်တော့ဈေးကြီးရပေါ့ဒါတော့ဒီ mini လေးရဲ့80 100လို့ရအောင်လို့ဈေးကတော့နည်းနည်း50လောက်ဆိုရင်တော့မဆိုးဘူးပေါ့နော်ဒါဆိုရင် Hopper Stranger Things နဲ့ရဲမှာလည်းသူမှာပဲ DC character တွေအများကြီးပဲပေါ့နော်အများကြီးဝယ်ပြီးတော့ဆင်းရင်တော့ရလိမ့်မယ်ပေါ့နော်တကောင်ရင်းပြီးစစ်တာတော့မရခဲ့ဘူးသူတို့ကဒီအများကြီးဝယ်လေးရလို့စစ်လို့ကောင်းနေပေါ့နော်ဒါဆို Armor Batman ဒါကတော့ဒီ165ဆိုင်ကယ်တွေပေါ့နော်ဒါတော့ဒီ cross မှာတက်တဲ့ဒီ accessory လေးတွေပါဒီဘက်မှာတော့ မှာဒီဘက်ဆိုင်ရောက်ချင်းဒီမှာ 3016K Power Ranger Mighty Morphin ဒီမှာလေး Ninja တွေနောက်ပြီးတော့ဒီ Ninja Stone Warrior 16K တွေ16တွေကြီးပဲပေါ့နော်တော်လေးမိုက်တယ် Oh my god, what is that? Oh my god, what is that? ကျွန်တော်ဒါနဲ့ဒီ Ninja Stone ကိုမေးလိုက်တယ်ပေါ့ဈေးက6500ဆိုတော့တော်လေးဈေးမေးပြီးပြန်လှည့်ရုံပေါ့ဗျာဒီဘက်မှာတော့ဒီရှာဒီ one piece တွေအဲ့လို WCL လေးတွေတွေ့တယ်ပေါ့နော်တောင်းထဲမှာတခုကသူတို့အစစ်နဲ့လူရောတယ်ပေါ့နော်ကိုယ့်ကိုခွဲပြီးတော့ဝယ်ကြပေါ့နော်အမေတိတာပါတဲ့အစစ်နဲ့တူပါတယ်စစ်ပိန်ဒီပိုင်းကြီးကြည့်လိုက်ဒီဘက်မှာတော့ဒါဒီပေါတော့ပေါ့လေရုပ်နေစနီတွေပါဒီတစ်ခေါက်ကတော်တော်ကိုဆိုင်များတာဗျာဒီလေဆိုင်ဒီပြစ်ကျိတ်နေရပဲချားကြူကြမစားသူတို့နောက်ထဲဒီကိုဆိုင်နေအပြည့်ပဲဒါနဲ့ဒီဘက်ကိုသွားကြည့်မယ်ပေါ့နော်ဒီဘက်ဒါတော့ဒီမြင်တိုင်းဒီရေးစော်တွေပါတချို့ပါဆိုရင်ကျွန်တော်မမြင်ဘူးတဲ့အယုတ်တွေကိုရှိရပါအဲဒီအယုတ်တွေဒါဒီရေးကိုပူးတွေနဲ့ဒီဆိုင်တော့ဒီရေးတွေရောင်းတော့ဒီဘက်မှာထပ်သွားရင်ဒီ enemy figure တွေဒီ Pokemon Get တွေရောင်းနေရှိတယ်ပုံမှန်ဆိုဒီကြားရဲ့ဆိုင်မရှိဘူးကိုကဆိုင်ကိုတော်တော်များလို့ဒီနေ့ဒါတော့ဒီ Toy Story Woody နဲ့ Buzz ဈေးလေးတွေမစိုးပါဘူးsecond use ဆိုပြီးမဝယ်ပြောရဲပေါ့အယုတ်ကိုတို့လို character လေးလည်းသူတို့စုပေးထားစုပြီးတော့ရောင်းတယ်ပေါ့မ best like ရဝယ်ခြင်းနဲ့ best like ရလေးသူတို့တင်းလေးနဲ့ခွဲပေးထားပါဒီဈေးမှာအဲ့တော့ဒီ one piece Pampasro ရုပ်တွေဒီ second version အဲ့လိုမျိုးရှိရပေါ့ဒီစီတော့ရပါတော့ဒီစီဖို့မမေ့နဲ့ပေါ့ဒီဈေးမှာအဲ့နဲ့ကျွန်တော်ဒီဇော်တို့လိုကျွန်တော်မေးလိုက်တော့ဘယ်လောက်လဲဆို350ဆိုတော့နည်းနည်းလေးများတယ်ခံစားလို့မဝယ်ခဲ့ပါဘူးကျွန်တော်အဲ့ဒါနဲ့ဒီတခြားတွေလည်းဒီဆိုင်မှာတော့စုံတယ်ပေါ့နော်ပြဿနာလားသာထုတ်ရမဟုတ်တော့မဝယ်ခဲ့ပါဘူးထောက်တယ်မရှိဘူးရော9000ထည့်လိုက်တယောက်9000ထည့်လိုက်မနောက်ထပ်သဘောအစကျတော့ဒီဘက်မှာဒီ retro game တွေဒီရောင်းနေဆိုင်ရှိရပါတော့ကိုယ်တိုင်ဆော့လို့ရတယ် game set တွေ game ငွေတွေအများကြီးပဲဒါတော့ဒီခုနပြောတဲ့ DJ ဆိုင်မှာအဲ့ဒါနေဒီဘက်ညာဘက်ကိုသွားပါမယ်ဈေးကိုမြင်ရမယ့်ဈေးရဲ့လူတွေပြည့်ကျက်နေရပါတော့အဲ့တော့
မဆိုင်ဒီဘာညာတာကလေးဖုန်းနေဂယူဆိုင်ကြပါပျောက်တာတော့မပြောက်ပါဘူးဒါပေမဲ့ဂယူဆိုင်ကြပါဒီချို့ဒီလိုမွေးဝါးကြီးဒီရုပ်တွေလိုမျိုးအိတ်လိုက်ကြီးနဲ့ဝယ်သွားရပါတော့အဲ့တော့ဒီမွေးဝါးရုပ်တန်းမှာအင်းဒီတကမ်းဆက်ဒီအင်းကြီးပေါင်းပြီးလဲတန်တယ်ပေါ့နော်ဒီမှာရှေ့ပိုင်းတွေမှာလည်းပြောပြီးအဲ့တော့ဒီအပုံလိုက်ကြိုက်စီသူတို့ပတ်သက်ရှိရစီရောင်းတော့မဒီဆန်းကြတော့အဲ့ဒါနဲ့ကျွန်တော်တို့ဒီဘက်ကိုဆက်တော့ပါမယ်ချုပ်တွေကတော့အများကြီးပဲပေါ့နော်ဒါနဲ့ပဲကျွန်တော်တဲ့ bus လိုက်ရလိုက်ရပါတော့ဒီက bus လိုက်ရတွေ့တော့ဝယ်မှာပေါ့ bus လိုက်ရ figure လှလှလေးဒါတော့ဒီဘက်မှာတော့ဒီ key chain ဆိုင်နေပါ chain လေး draw လေးလာဘူးဒီဘက်မှာလည်း ninja လေးတွေ့တယ်ပေါ့ဒီ ninja လေးလည်းပေါ်တယ်တော့ကြည်လေးပါဂျင်းနီကြိုင်မတင်ပါတယ် cinema bro လေးအဲ့ဒါနဲ့ဒီဘက်မှာတော့ဒီ wall e model kit figure ရဲ့ကာဒီ character တွေအများကြီးပေါ့နော်ဒီဆိုင်နဲ့ဈေးကြီးရပေါ့ဈေးကြီးမဲ့ပုံပဲအဲ့လိုအဲ့ဒါနဲ့ဒီဘက်မှာဒီ Batman လည်းရှိရပေါ့ဒါတော့ဒီလေးရထားလေးပါအဲ့တော့ဒီအန်ဒီရုပ်တွေအဲ့ဒါဒီဘက်ကအလီတာနဲ့ဒီဘက်ကခရစ်စတန်ဘီဘက်မှာတော့တော်တော်လေးလှဒါတော့ဒီအောင်မှာဒီပြန်ကြရောင်းတာပဲဒီမှာဘရင်လို blind box တွေတော့တိတ်မတွေ့ဘူးရှိတော့ရှိရဲဆိုင်နေတိုင်းမဲ့အများကြီးတော့မဟုတ်တော့ဘူးအရင်ကျွန်တော်ရှေ့ blog တွေမှာဒီဘက်တန်းနေရဒီ blind box ဆိုင်နေရပေါ့ကိုကတော့ဒီ figure တွေပိုများလာတယ်ဒီကတော့ Lego ဆိုင်မှာအတူဆိုင်ပေါ့အဲ့တော့ဒီ blind box ကိုစီးဝယ်လို့ရမယ့်နေရာတွေအဲ့နဲ့ကျွန်တော်ဆက်သွားလိုက်မယ်ပေါ့ထဲဒီတော်တော်လေးကိုများပြီးတော့စီးရတော်တော်လေးကြီးလာကျွန်တော်မရောက်တာလဲဒီနေ့နီးပါးတော့ရှိရမို့ဒီဘက်ဒါတော့ဒီရေမွေးတွေရောင်းတာမှာနေနေတိုင်းမရေမွေးတွေလဲလို့ဝယ်စကန်ဟန်ရှိရကျွန်တော်ရေမွေးလိုက်တော့မဟုတ်ဘူးမသိဘူးပေါ့အဲ့ဒီဆိုင်မှာသဘောကျတာကျွန်တော်ရှိရပေါ့ဒီဆိုင်ကလေးဘယ်လောက်လဲမျိုး120ဆိုတော့100ရမလားမင်းတို့ကောက်ကနေဝယ်လာလဲရတယ်ပေါ့ဒီဆိုင်ကဒီ LCD Power Ranger နဲ့တွဲထားလို့ရပါဘောနော်ဒီ site ကကျွန်တော်ဝယ်လာခဲ့တယ်အဲ့ဒါလေးကိုကျွန်တော်ဒီမှာ Rhino Thunder LC တစ်စက်လုံးရှိရပါဘောအဲ့ဒါကျွန်တော်ဆိုင်ကလေးလိုက်ဝယ်နေအောင်လို့လို့အနီနဲ့ပြာလဲဝယ်အောင်မယ်ပေါ့ဒါတော့ဒီခွေတွေပါကော်ပီခွေတွေပေါ့ခုခေတ်ကြီးရသူရှိပါမလားတော့မသိဒီဘက်မှာတော့ဒီတန်ကားတွေဟော်ဝီးတွေဟိုစားတော့တန်းနေရှိမှာဒါတော့ဒီရေဘူးဘာညာဒါတော့ဒီတဲတဲ့ဆက်ပြီးတော့ထပ်သွားလိုက်ရင်ဒီဘက်မှာလည်းအဲ့လိုရုပ်တန်းနေရှိရပေါ့နော် SHF ဒီတိတ်မတွေ့ဘူးအရင်ဟိုတစ်ခေါက်လာတော့ဒီ SHF Zoro ကိုကျွန်တော်တွေ့ပြီးတော့ဝယ်လာသေးရပေါ့ဒါကြီးတော့မပေါ့ဒါတော့ဒီကျွဲစစ်မှန်နေတာနောက်ပြီးမှအတူဖြစ်နေတယ်ထောင်ကျော်ဒီလိုဝယ်လို့ရတယ်အိမ်မှာကြောင်မရှိရင်အဲ့တော့ဒီ power bank နေဂျိုးတွေပေါင်းမီတွေဝေးဝါရုပ်တွေဒီကတော့ရုပ်တွေကတော့အများဆုံးပေါ့ဒီဆိုင်အဲ့နဲ့ဒါလေးဝယ်စားလိုက်ပါဦးမယ်15ဘတ်ပြန်လာဝင်လာပါပြီဒီတယ်ပဲတိုင်းပေါက်ဆိုင်နေပါပဲဒါကတော့